အားလုံးပဲမင်္ဂလာပါမင်းညံတာပုံမြင်ကဘာ YouTube Channel ကနေကြိုဆိုပါရစေ။ထိုင်းမြန်မာနယ်စပ်ရဲ့အသက်သွေးကြောကရင်ပြည်နယ်ရဲ့ဂုံဆောင်မြို့တစ်မြို့မြဝတီလူတော်တော်များများကမြဝတီကိုကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်ပဲသိကြပါတယ်။ဒါပေမဲ့ဒီမြို့လေးမှာစိတ်ဝင်စားစရာသမိုင်းပုံမြင်တချို့လည်းရှိပါတယ်။မြဝတီမြို့ရဲ့အစပြုရာဒေသခံရိုးရာအဆိုအရမြဝတီဆိုတဲ့အမည်ဟာဒဏ္ဍာရီလာမြစန္ဒီဒေဝီနဲ့သမီးကိုအစွဲပြုပြီးခေါ်ရင်ခဲ့တယ်လို့ဆိုကြပါတယ်။မြစန္ဒီဒေဝီဟာဒီဒေသကိုစောက်ရှောက်ကာကွယ်ပေးတဲ့နဲ့သမီးတစ်ပါးဖြစ်တယ်လို့ယုံကြည်ကြပြီးမြဆိုတဲ့စကားလုံးကတန်ဖိုးရှိမှုစိမ့်လန့်မှုကိုကိုးစားပြုတယ်လို့ဟိုဒီကတော့မြို့ဒေသဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ထားပါတယ်။ဒီလိုနဲ့စိမ့်လန့်လာပါပြီးတန်ဖိုးရှိတဲ့မြို့တစ်မြို့မြဝတီဆိုတဲ့အမည်ဟာတမိုင်းထဲမှာမွေးဖွားလာခဲ့ပါတယ်။တမိုင်းပုံမြင်တစ်ခုအရအလောင်းမင်းတရားကြီးစစ်ချီစဉ်ကသူ့ရဲ့ရွှေမြင့်တက်များကိုဒီနေရာမှာဝင်းရနာခိုစေခဲ့တယ်လို့ဆိုကြပါတယ်။အဲ့ဒီအမတ်တရားကြောင့်ရွှေမြင့်ဝန်းခေါ်ရွှေမုတ်တော်စေတီတော်ကြီးဟာမြဝတီမြို့ရဲ့တမိုင်းဝင်အမတ်သားဖြစ်ယနေ့ထိရပ်တည်နေသေးပါရှေးဟောင်းစေတီတော်လေးတစုကနေခုဆိုရင်မြို့ရဲ့အထွတ်အမြတ်အထင်ကရတပ်ပယ်လှပတဲ့စေတီတော်ကြီးအဖြစ်လူတိုင်းရဲ့ယုံကြည်မှုကိုတိတ်တဆိတ်ထမ်းဆောင်နေပါတယ်မြဝတီဟာကရင်လူမျိုးများစုအခြေချနေထိုင်ရာမြေဖြစ်တယ်လို့တိုင်းရင်းသားပေါင်းစုံကိုးကွယ်ယုံကြည်မှုအစုံနဲ့ယဉ်ကျေးမှုများစီစဉ်ရာနယ်စပ်မြို့တစ်မြို့လည်းဖြစ်ပါတယ်ဒီမြို့လေးမှာဒေတာထွက်ကုန်ဆိုပြီးတီတကြမရှိပေမဲ့ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကမြို့ရဲ့အသက်သွေးကြောဖြစ်ပါတယ်နယ်စပ်ဖြတ်ကျော်ကုန်စည်စီးဆင်းမှုတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေနေ့စဉ်မနားတမ်းလှုပ်ရှားနေတဲ့ဈေးရောင်းဈေးဝယ်လုပ်ငန်းတွေကမြို့ခံတွေရဲ့အဓိကအသက်မွေးဝမ်းကြောင်းဖြစ်ပြီးမြဝတီကိုရှင်သန်စေခဲ့ပါတယ်ဒါပေမဲ့မကြသေးခင်နှစ်များအတွင်းမြဝတီဟာမလိုလားအပ်တဲ့အရေးမြဲတွေရဲ့ဖုံးလွှမ်းမှုကိုခံစားခဲ့ရပါတယ်ငွေလိမ်လုပ်ငန်းတွေကြားဖြတ် online scam လုပ်ငန်းတွေကြောင့်နယ်စပ်မြို့ရဲ့နာမည်ကုန်သတင်းဟာညှိုးနှွမ်းခဲ့ရပြီးဒါဟာမြို့သူမြို့သားတွေအတွက်ခါးသီးတဲ့ပေးဆက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ထို့အပြင်လက်ရှိရင်ဆိုင်နေရတဲ့စစ်မီးနဲ့မရေရာမှုတွေကမြဝတီရဲ့ရှင်တန်မှုကိုအကြီးအကျယ်စိန်ခေါ်နေစေပါတာပေမဲ့မြဝတီဟာအမောင်ထုထဲမှာရက်တက်နေမဲ့မြို့မဟုတ်ပါဘူးခေတ်အဆက်ဆက်အခက်ခဲပေါင်းများစွာကိုကြံ့ကြံ့ခံခဲ့တဲ့ဒီမြို့ဟာဒီတစ်ချိန်မှာလဲမတန့်ရှင်းတဲ့လုပ်ငန်းတွေခက်ခဲတဲ့စစ်ဘေးတွေကိုကြော်ဖြတ်ပြီးပုံမတောက်ပတဲ့နယ်စပ်မြို့တော်အဖြစ်ပြန်လည်ရှင်တန်လာမယ်လို့မြို့သူမြို့သားတွေကယုံကြည်နေကြပါတယ်အနာဂတ်မှာမြဝတီဟာဂုံတိတ်ခါရှိတဲ့အာရှအဝေးပြေးလမ်းမကြီးရဲ့အရေးပါသောတကားပေါက်တစ်ခုဖြစ်ပြန်လည်ရပ်တည်နိုင်ဖို့မျှော်လင့်ချက်တွေကိုစုပ်ကင်ထားဆဲပါသမိုင်းလည်းရှိဒဏ္ဍာရီလည်းရှိစိန်ခေါ်မှုတွေကိုလည်းရဲရဲဝံ့ဝံ့ရင်ဆိုင်နေတဲ့မြို့မြဝတီတင်ရောဒီနယ်စပ်မြို့လေးရဲ့ပြန်လည်ရှင်တန်လာမဲ့အနာဂတ်ကိုမြင်တွေ့ခြင်းရဲ့လားအဆုံးထိကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဗျ